ပြန်ပါတယ်အလားရဲ့တနာရဲ့ဆုံးကျွဲရွှေမျိုးကုန်တိုင်းဝိုင်းဝိုင်းလေပင်နိုင်သာကြောက်ရင်မှုရဲ့မောင်ရွယ်စုခုဖို့ဖြစ်မလွယ်ဝေဝေကချစ်တဲ့နဲ့ကွယ်တန်သာရေးပြီးရတယ်ညာတာသနာဖို့တက်လေတောင်းမှန်ပါတယ်ကွယ်တရွာသားမှုခက်တဲ့အကြောင်းကံပေါင်းရန်မလွယ်လူကိုများမာနခဲတဲ့ဒီကျင်လိုက်တာရှင်ဒီမဲရှင်ဗျာလူဆိုတာရှိတဲ့ရှိတိုက်တဲ့မာနမျိုးတော့ရှိရမှာပဲဟုတ်ပါတယ်လေဟုတ်ပါတယ်ဒါပေမဲ့လူတယောက်မှမရှိတဲ့အလွဲမာနဆင်ញမ်းတတ်မိရင်တော့ဘာလွဲမာနဟုတ်တယ်လေဘာလွဲမာနလဲရှင်ကျမကလှတယ်ဂုံရှိတယ်ငွေရှိတယ်ဒါကြောင့်မာနကြီးတယ်အဲ့ဒါဘာဖြစ်တယ်လဲရှင်ချင်းမြတ်တာတဘာဝတဲ့ဘာမှလည်းမသိတယ်ဩမာနခဲအမိရဲ့သမုတ်ပြင်းနဲ့ခဏတက်တဲ့ရေဘွက်ကိုသူခင်တွဲဒနာကုန်မျက်လုံးဖုံးွယ်ဘဝဘုံတစ်သက်လုံးသုံးွယ်မြစ်တာပလဲနေလွဲပြစ်တော့မှလားတက်ထားရဲ့ပြောစမ်းပါဦးချစ်ချင်းမြတ်တာဆိုတာပြက်ပြက်တယ်လို့ပေါ်ပြီးပြောက်တဲ့သဘောတာလက်ငင်းခံစားဆန်စားရတာကစိန်ရွှေငွေကြီးတော့ဂုံတနာသိရလားဒီရွာသားကြီးရဲ့သိရလားဒီလိုပဲလားတန်တရားဝဲဟောရဲ့ဘာမှမမြဲသဘာဝပဲမာနရဲ့ပလဲတခင်ဘာမှမမြဲသဘာဝပဲမာနရဲ့ပလဲတခင်စာကလွဲအသေးတွင်ချေတနေ့တော့တွေ့လာလိမ့်မယ်မင်းတနေ့တော့သိလာလိမ့်မယ်ကွယ်ချစ်မိသူမဲချစ်သူအပါကခွာမသွားနိုင်ဘူးကွယ်မလာရောပူရန်တွေရေယူရတိတ်ရိမ့်နေတကယ်ကိုလိပ်ပြတဆိတ်စားလေးမိမိခါများငါပါရစီကွယ်တန်ရမှန်းပြီးဘာကြောင့်များလှမ်းနေရတာတုံးဖြင့်ကိုနဲ့တင့်ရရွေးပြီးသိအေးလက်အေးနေပါတော့လားရှင်အေးလေမြစ်တာဆိုတဲ့တရားဟာအသေးနှုံးမှဖြစ်လာတော့လေခက်တယ်ကွယ်ခက်တယ်ချစ်တယ်အသက်ရဲ့ချစ်မိပြီဆိုတော့ခက်တယ်ကိုယ်ဘလို့မုံပြုံးမော့လို့ချစ်မယ်ကွယ်ခင်တို့ရွာတာရကြီးမပြန်နိုင်နဲ့အမြဲကွယ်တဝဲလေဆွဲတယ်ဆွဲတယ်ချစ်တယ်အသက်ရဲ့ချစ်မိပြီဆိုတော့ခက်တယ်ကိုယ်ဘလို့မုံပြုံးမော့လို့ချစ်မယ်ကွယ်ခင်တို့ရွာတာရကြီးကိုလေးတော့မပြန်နိုင်နဲ့အမြဲကွယ်တဝဲလေဆွဲအသေးမတကားတေးသံများနဲ့စီချဲမာနာရဲလာတွင်ရွှေနာစင်ဒီဆိုပေးမယ်ကွယ်ဟောတဲလဲခက်တယ်လူပဲကိုပြန်มาတော့ရှင်ပြန်มาတော့တရွာသားနဲ့မာနကဲနည်းနည်းမှဆက်လို့မရပါဘူးရှင်မရပါဘူးပြောတော့ပါဦးချေမင်းဘဝမင်းလားမင်းတနာတွေ
မြေတံရက်တည်နေပါစေလို့ဆုတောင်းပါတယ်ဟောဒါပေမဲ့တန်တရားဝဲပါရဲဝဲဘာမှမမြဲသဘာဝပဲမာနာလေပလဲတခင်ဘာမှမမြဲသဘာဝပဲမာနာလေပလဲတခင်စာကလွဲအသေးလွင်ချေတနေ့တော့တွေ့လာလိမ့်မယ်မင်းတနေ့တော့သိလာလိမ့်မယ်ကွယ်